ဒီနေ့မှာတော့ယင်းက lifestyle product တစ်ခုကိုပြောပြမှာပါအဲ့ဒီ lifestyle product လေးကကိုယ့်ရဲ့အိမ်မှာရှိတဲ့မိသားစုဝင်တွေအားလုံးအတွက်လိုအပ်မဲ့ကျန်းမာရေးအတွက်ကိုလည်းအထောက်အကူပြုမဲ့ပစ္စည်းလေးဖြစ်ပါတယ်အဲ့ဒီတော့ဆက်ကြည့်အောင်ရှင်ဒါကတော့ Remax ရဲ့ RDA 800 humidifier ဖြစ်ပါတယ်ရင်ငွေးထုတ်ဆက်ပါအဲ့တော့အခုဆိုရင်တို့ကရင်ငွေးထုတ်ဆက်တွေကိုတော်တော်များများသုံးတတ်လာကြပြီသုံးလာကြပြီပေါ့နော်ကားတွေထဲမှာတောင်မှထည့်ပြီးတော့သုံးလာကြပြီဘာကြောင့်ရင်ငွေးထုတ်ဆက်ကိုသုံးရတာလဲဘာကြောင့်လိုတာလဲဆိုရင်လေယူထဲမှာရှိတဲ့ဒီဆိုထိုင်းစရင်ငွေးမရှိဘူးဆိုရင်တို့ရဲ့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်တတ်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာအိမ်မွေးတိရစ္ဆာန်လေးရှိမယ်ပြီးတော့လူကြီးမိဘတွေကလေးငယ်ရှိမယ်ဆိုရင်လေတုထဲကအဆူထိုင်းစားကိုထိမ့်သိမ်းထားဖို့လိုပါတယ်အဲ့ဒီခါမှာသူတို့ရဲ့နူးညံ့တဲ့အရေပြားတွေအတွက်ကိုလည်းအထောက်အကူပြုမယ်ပြီးလို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအလွယ်တကူမဖြစ်အောင်လဲကာကွယ်ပြီးသားဖြစ်မှာပါလေတုထဲမှာ6တွေ့နေပြီဆိုရင်အကုန်လုံးပြိသက်တွေလည်းဖြစ်ဘူးမှာပါအသားရည်ရဆောင်းတွင်းမှာဆိုလို့ရှိရင်6ဆက်ဆက်နဲ့ရားတာတို့အသားပတ်တာတို့ဖြစ်တယ်ပြီး skin တွေဆိုလို့ရှိရင်လည်းအဲ့လိုအသားပတ်တယ်ဆိုထိုင်းစားတွေလျော့လာတယ်ဒါတွေကဒီလိုမျိုးရင်ငွေးထုတ်ဆက်တွေကပြန်ပြီးတော့လုပ်ပေးမယ်ဆိုရင်လေတူတွေကဆိုထိုင်းစားကိုပုံမှန်ထိမ့်သိမ့်ပြီးအသားရည်လည်းဆိုပေးမယ်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအတွက်ကိုလည်းကာကွယ်ရပြီးသားဖြစ်မှာပါအဲ့ဒီအတွက်ကြောင့်အခုလိုမျိုးရင်ငွေးထုတ်ဆက်တွေကိုတော်တော်များများဟာသုံးလာကြတာဖြစ်ပါတယ်အခုဆိုရင်တို့အိမ်မှာအနေများတဲ့ကာလဆိုတော့အိမ်တွင်းသုံးတဲ့ရင်ငွေးထုတ်ဆက်လေးတော်တော်များများသုံးတတ်လာကြပြီပေါ့နော်ဟုတ်ပြီအဲ့တော့ Remax ရဲ့အခု RDA 800ဘာတွေထူးခြားလဲဆိုလို့ရှိရင်သူ့ရဲ့ water tank ကအခု Remax မှာရှိရတဲ့မှာဆိုရင်အကြီးဆုံးဖြစ်ပါတယ်ဘယ်လောက်တောင်ဆန့်မလဲဆိုရင်တော့ 2.6 liter ဆန့်ပါတယ်ရေပလင်း2ပလင်းခွဲတောင်ဆန့်တာပေါ့နော်အဲ့အတွက်ကြောင့်တကယ်ကိုအကြာကြီးသုံးလို့ရတယ်24နာရီလောက်ရေတစ်ခါဖြည့်ထားပြီးလို့ရှိရင်တောက်လျှောက်သုံးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အိတ်ချိန်တွေမှာဆိုရင်လေရေဖြည့်ထားပြီးတော့မနက်မိုးလင်းတဲ့ဒီ AC သုံးလို့ရတယ်ပေါ့နော်ပြီးတော့မနက်ထက်ကရေဖြည့်ရမယ်ဆိုရင်လည်း24နာရီလုံးလှည့်ကြည့်စရာမလိုဘဲနဲ့ကိုယ့်ရဲ့အခန်းတွင်းမှာရေငွေ့ကိုသူကထုတ်ပေးနေမှာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့လုံနိုင်အားပေါ့နော်ထည့်ထားတဲ့ရေကိုအမှုံအမွှားတွေကိုတန့်စင်ပြီးမှပြန်ထုတ်ပေးတာပေါ့နော်အဲ့ဒါလည်းသူရဲ့ထူးခြားချက်ပေါ့အဲ့လို filter လေးပါပါတယ်အဲ့တော့ရေမှာအမှုံအမွှားတွေပါလာခဲ့ရင်လေကိုယ့်ရဲ့ဒီရေငွေ့ရနေတဆင့်လေတူတွေကိုအမှုံအမွှားတွေမရောက်တော့အောင်ပေါ့နော်သူရဲ့ filter လေးလည်းပါသေးတယ်ဆိုတော့ဒီ filter လေးကိုလိုအပ်ရင်လည်းထုတ်ပြီးတော့ဆေးလို့ရတယ်ပေါ့နော်ဒီလိုလေးတင်ထားလိုက်အောင်ပဲဒီမှာဆိုရင်ဒီအမွှေးစီလေးတွေထည့်လို့ရတဲ့ဂုံးစာလေးပါတယ်အဲ့ဒါလေးကိုကြည့်ရအောင်ပေါ့နော်ဂုံးစားလေးနှစ်ခုပါပါတယ်ဒါလေးကိုဘယ်လိုအသုံးလဲဆိုရင်ဒီမှာပေါ့အမွေးကဲထည့်လို့ရမယ့်အန်လေးရှိတယ်အဲ့ဒီအန်လေးထဲမှာထည့်ထားပြီးတော့ကိုသုံးကျင်တဲ့ဒီ essence oil လေးတွေအမွေးစီလေးတွေကိုဒီခွန်လေးမှာဆွတ်ထားပြီးရင်သုံးလို့ရပြီပေါ့နော်ရေထဲမှာသွားပြီးတော့ရောစရာမလိုအဲ့တော့ဒီလိုမျိုးနှစ်ခုပါတဲ့အတွက်ကြောင့်အနံ့လဲပြီးတော့လည်းသုံးလို့ရတယ်တစ်ခုကုန်သွားပြီဆိုရင်နောက်တစ်ခုလဲပြီးတော့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့လိုလေးသုံးလို့ရပါတယ်ပြီးလို့ရှိရင်အထဲမှာဘာတွေပါသေးလဲဆိုရင်တော့ဒါလေးကတော့ filter လေးရေထဲမှာဖုံဖုံနေမတန့်စင်ထားလေးပါမယ်ဆိုလို့ရှိရင်သူက filter လေးနဲ့တန့်စင်ပေးမှာပေါ့နော်အဲ့လိုတန့်စင်ပေးပြီးသားရေကိုမှရေငွေ့အနေနဲ့ထုတ်ပေးမှာဆိုတော့လေထဲမှာလည်းသူကရေငွေ့ရတန့်ထားပြီးသားဖြစ်သွားရောအဲ့ဒီလိုဖြစ်သွားမှာပါပြီးရင်တော့ဒါလေးကိုပြန်တက်လိုက်မယ်ဒီမှာဆိုရင်ညီတို့ဒီနားလေးမှာပေါ့နော်သူ့ရဲ့အမှတ်လေးရှိတယ်အဲ့အမှတ်လေးနဲ့ဒီဘက်ကခလုတ်လေးနဲ့တက်အောင်ထားပြီးတော့ထည့်လိုက်ရင်ရပါပြီဒီလိုလေးပေါ့နော်
ပြီးရင်တော့ဒါလေးပြန်တက်လိုက်မယ်ရေဖြည့်မယ်ပေါ့နော်ရေဖြည့်ပြီးဒါလေးတက်ထားပြီးလို့ရှိရင်စပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်နောက်ထပ်ဒီ RTA 800မှာထူခြားတာကဘာလဲဆိုရင်တော့သူရေငွေ့ထုတ်ဆက်တယ်မဟုတ်ဘဲနဲ့အမွှေးနံကြီးပဲတီးတန့်လဲထုတ်လို့ရသေးတယ်ဆိုတော့အဲ့ဒါလေးကကြတော့ဘာလဲဆိုရင်ဒီအောက်မှာခလုတ်လေးတစ်ခုပါပါတယ်ဒီခလုတ်လေးပေါ့နော်ဒီအောက်ရဲ့တက်တက်မှာပဲခလုတ်လေးပါတယ်အဲ့ခလုတ်လေးကိုနှိပ်ထားမယ်ဆိုလို့ရှိရင်ကြတော့ရေငွေ့ကိုသူကရက်သွားပြီးတော့အမွှေးနံကြီးပဲတီးတန့်ပေါ့ခုနကရင်းတို့ထည့်ထားတဲ့ဂုံးစလေးကနေပြီးတော့အမွှေးနံကြီးပဲတီးတန့်ထုတ်ပေးရမျိုးလဲတုံးလို့ရမှာဖြစ်ပါတယ်ဆိုတော့အကယ်၍များကိုကဒီကိုယ့်ရဲ့အခန်းအတွက်ကိုရေဆိုထိုင်းစားကလုံလောက်သွားပြီဆိုလို့ရှိရင်ရေငွေ့ထုတ်တာကိုခဏရက်ထားပြီးတော့ကိုယ့်အတွက်ဒီ aroma therapy ဖြစ်အောင်ဆိုပြီးတော့အမွှေးနံကြီးပဲလိုချင်နေဆိုရင်လေဒါမျိုး2 in 1လေးတုံးလို့ရတာဖြစ်ပါတယ်ဒါလေးကတော့သူ့ရဲ့ထူးခြားချက်ပေါ့နော်ကိုလိုသလိုသုံးလို့ရမယ်ဆိုတော့ညီတို့အခန်းဒီမှာအခန်းရဲ့ဆိုထိုင်းစာလေးက level လေးချိန်ညှိထားဖို့လိုတယ်ဒီရှိတဲ့ level ပေါ့နော်50 30 level ဂျားလောက်မှာပဲထားတဲ့နေအကယ်၍ဆိုထိုင်းစာကနင်းနေမယ်ဆိုလို့ရှိရင်လေဒီအသက်ရှူလမ်းကြောင်းဆိုင်ရာဒီမှာ6ပြီးတော့နှာခေါင်းပိတ်တာတွေပြီးတော့ allergy ရှိရတဲ့သူဆိုလို့ရှိရင် allergy ပို့ပြီးတော့ဖြစ်လွယ်တာတွေဒီလိုမျိုးလေးဖြစ်တတ်ပါတယ်ဆိုထိုင်းစာကများသွားမယ်လွန်သွားမယ်ဆိုလို့ရှိရင်လေမပေါက်ပွားတဲ့မှုတွေဖြစ်ပြီးတော့ဗောနော်အခန်းတွင်းမှုကနေပြီးတော့ကိုယ်ကိုပြန်ပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာတွေကိုပြန်ပြီးတော့ဒုက္ခပေးတတ်တယ်ဆိုတော့ဒီဆိုထိုင်းစာကလိုလဲလိုအပ်ပါတယ်အသက်ကြီးရွယ်တွေရှိတဲ့အိမ်ကြီးနောက်ကိုယ်အိမ်မှာနေမကောင်းတဲ့သူရှိရဆိုလို့ရှိရင်ဒီလိုမျိုး humidifier လေးတွေကအရန်လိုပါတယ်ခလေးငယ်တွေရှိမယ်အိမ်မွေးတိရစ္ဆာန်တွေရှိမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလိုတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်လေထုထဲမှာဆိုထိုင်းစားရှိနေမယ်ဆိုရင်တော့ virus တွေကအလွယ်တကူမတွာလာနိုင်တော့ဘူး elbow knee virus မဖြစ်တော့ဘူးပေါ့နော်အခုဒီ covid-19 ကာလမှာဆိုရင်အရန်လိုအပ်တာပေါ့ဘာလို့ဆိုတော့တအိမ်ထဲမှာပဲဒီ virus တွေကတွာလာဖို့အတွက်နှီးသွားအောင်လုပ်ပေးရဲပြီးလို့ရှိရင်တို့ဒီဆိုထိုင်းစားရှိနေတဲ့လေထုထဲမှာဆို virus တွေက germs တွေပိုးမွှားတွေတွာလာခက်ခဲအဲ့ခါကျတော့လေထုတွေကဆိုထိုင်းစားကိုထားဖို့လိုအပ်တယ်ပေါ့နော်လေထုက6တွေ့နေမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေကနေတဆင့်ကူးစက်တဲ့ယောဂတွေကိုပို့ပြီးတော့ဖြစ်စေလို့ပါအဲ့တဲ့ကြောင့်ကိုယ့်အိမ်အခန်းတွင်းကကျန်းမာရေးကိုဒီလေထုကို view ဆိုင်ပြီးတော့လေပြန်ပြီးတော့ view ဆိုင်နိုင်ပါတယ်လို့အဲ့တော့ဒါလေးကိုရင်းနှီးကမိတ်ဆက်ပေးရဖြစ်ပါတယ်เนาะအဲ့တော့စပြီးတော့လက်တွေ့သုံးပြပါမယ်เนาะကဲဒါဆိုရင်အခုရေစထည့်မယ်ပေါ့เนาะရေစထည့်မယ်ဆိုတော့အထဲမှာနေထားလေးမှန်မှန်တစ်ချက်ပြန်ကြည့်လိုက်မယ်ဒီလိုလေးဖြုံလိုက်မယ်ပြီးရင်တော့ဒီမှာသူ့ရဲ့အသစ်ဆိုတော့ထဲမှာတိတ်လေးကထားရှိရဲ့အဲ့တိတ်လေးခွာလိုက်အောင်မယ်ပေါ့เนาะ
သုံးပြုနေရင်တလည်းနဲ့ရေကိုထပ်ပြီးဖြည့်လို့ရတယ်ဆိုတော့တော်တော်အဆင်ပြေပါတယ်သူ့ကိုတည်ပြီးပြုတ်ပြီးတော့မစရာကြီးမလိုတော့ဘူးပေါ့နော်ဆက်လဲရက်စရာမလိုတော့တော်တော်ကြပါရဲ့ရှင်အခုရင်ရင်ပြောပြတဲ့ Remax ရဲ့ RDA 800 humidifier ဆိုရင်အယောင်2အောင်လာတယ်အခုပြောပြတဲ့နက်ပြရောင်လေးရဲ့နောက်ထပ်1အောင်အကြတော့အဖြူဆွတ်လေးဖြစ်ပါတယ်ဒီမှာပါအဲ့တော့ကိုယ့်ရဲ့အိမ်နဲ့လိုက်ဖက်တဲ့အရာကိုရွေးချယ်လို့ရတယ်ပေါ့နော်အဖြူရောင်လေးလည်းရွေးမလားဒါမှမဟုတ်ရင်အခု trend color လေးဖြစ်တဲ့ navy blue ရောင်လေးပဲရွေးမလားရပါသေးတယ်ဒီ Remax ရဲ့ humidifier တွေထဲမှာဆိုရင်ဒီ model ကဒါရေအများဆုံးဆန့်တဲ့ model ဖြစ်ပါတယ်ပြီးတော့24နာရီထိအသုံးခံတယ်ပြီးတော့အခုလိုမျိုးရင်ခွေးထုတ်ဆက်ကိုအိမ်မှာရှိမယ်ဆိုရင်တခြားသော benefit တွေပေါ့နော်ကိုအတွက်မိသားစုအတွက်အကျိုးရှိတာတွေအများကြီးရှိပါတယ်အဲ့အတွက်ကြောင့်အခုလိုမျိုးရင်ခွေးထုတ်ဆက်ကောင်းကောင်းလေးတစ်လုံးကိုပိုင်ဆိုင်ထားမယ်ဆိုရင်ကိုယ့်ရဲ့လူနေမှုဘဝကိုကျန်းမာရေးလူနေမှုဘဝကိုထပ်ပြီးတော့မြင့်တင်လို့ရမှာဖြစ်ပါတယ်ရှင်အခုရင်ငိမ့်ပြောပြခဲ့တဲ့ကိုယ့်ရဲ့မိသားစုဝင်တွေเนาะအိမ်မှာရှိတဲ့လူတွေအားလုံးအတွက်တင့်တော်တဲ့ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်တဲ့ဒီ humidifier ကိုကြိုက်တယ်ဆိုရင်ပရိသတ်တွေက model number လေးလက်မှတ်ထားအောင်เนาะ Remax ရဲ့ RDA 800ဖြစ်ပါတယ် Remax brand shop တွေနဲ့ dealer shop တွေအားလုံးမှာဝယ်ယူလို့ရပါတယ်ရှင်နောက်ထပ် lifestyle product တွေရော electronic product တွေရောဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်ဖြစ်တဲ့အတွက်ကြောင့် Remax မြန်မာရဲ့ Facebook page နဲ့အတူ YouTube channel ကိုလည်း follow and subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်တတား